ဒီနေ့တင်ပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ရွှေချိန်ဝင်ကိုအသုံးပြုပြီးတော့ density တိုင်းမှာဖြစ်ပါတယ်။အခုက density set တွေကဈေးကြီးတယ်။ဟုတ်တာ350လောက်ရှိတယ်ပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီရေခွက်ကလေးနဲ့ကျွန်တော်က density ကိုတိုင်းမှာဖြစ်တယ်။ဒီလိုတိုင်းတဲ့ချိန်မှာအငင်းပွားစရာတွေရှိတာပေါ့နော်။ကျွန်တော်တို့ကအခုဆိုရင်ဒီရွှေချိန်ဒီချိန်ဝင်လေးကိုကျွန်တော်ရွှေချိန်အခောက်ချိန်ကိုကျွန်တော်ကြိုးချီထားတယ်။အဲ့လေးနဲ့ကျွန်တော်ချိန်ပြီးတိုင်းလိုက်မယ်ဟုတ်အဲ့ဒါမတိုင်းခင်ကိုဒါအလေးချိန်ပေါ့နော်သူ့ရဲ့အလေးချိန်လေးဒါကကြက်ပဲရွေးပေါ့နော်9ကြက်ကျော်9ကြက်10ပဲ6ရွေး3 white ရှိတယ်ဒါကိုကျွန်တော်တို့က density တိုင်းမယ်ဆိုလို့ရှိရင် gram ချိန်ပြောင်းလိုက်ပါgram ချိန်ရပြီအဲ့ဒါရင်ကျွန်တော်ဒီဟာကို gram ချိန်လေးတိုင်း125.3နှစ်ရပါတယ်ဒါကိုကျွန်တော်စာရွက်မှာမှတ်ပါမယ်125.3နှစ်ဒီမှာမှတ်ပြီး125.3 gram ပေါ့နော်အဲ့ဒါကိုကျွန်တော်ကရေချိန်တိုင်းရေချိန်ကကျွန်တော်တို့ကဒီတရားလေးပေါ့နော်ဒါကဘာမှတန်ဖိုးမရှိပါဘူးရေတန်ဖိုးကောင်အဟောင်းကိုဖြတ်ပြီးတော့ကျွန်တော်ရေထည့်ထားတယ်ရေထည့်ပြီးတော့ကျွန်တော်တို့ဒီ gram ချိန်ကိုချိန်ကိုတင်လိုက်တယ်တင်ပြီးရင် TARE ကိုနှိပ်လိုက်ပြီး0လို့ဒါ0ဖြစ်အောင်ထားမယ်ပေါ့နော်0ဖြစ်အောင်ထားပြီးရင်ကျွန်တော်တို့ဒါကိုရေထဲကိုထည့်ပြီးတော့ချိန်မယ်ဖြစ်တယ်ဒီလိုလေးဟာထုတ်ပါရတယ်ရပြီ6.5နှစ်ဒီနဝရပြန်ပေးလိုက်မယ်နော်မားလိုက်ရ6.5ဟုတ်တယ်6.5နှစ်အဲ့ဒါကကျွန်တော်တို့ဒီ6.5နှစ်ဆိုတာကဂရန်နဲ့တော့ပြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ physics သဘောအရဆိုရင်ဒါကဖယ်ထုတ်လိုက်တဲ့ဒီရွှေကိုရေထဲကိုထည့်လိုက်တဲ့အချိန်မှာဖယ်ထုတ်လိုက်တဲ့ဥစားပေါ့နော်ဘာခေါ်မလဲရေရဲ့ဒုတွေကိုဒုတွေကိုတိုင်းတာဖြစ်တယ်အဲကြောင့်မလို့ဒီကောင်ကို6.5နှစ်ကိုကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုဂရမ်မလောက်ပဲနဲ့ဒီကောင်ကစင်တီမီတာကျုပ်အဲ့လိုမျိုးရေးလို့ရတယ်အဲဆိုတော့ကျွန်တော်တို့ကဒီဟာကိုဓာတ်ရိုက်စားလိုက်ရုံစားလိုက်မယ်ဆိုရင်ကျွန်တော်အခုစားပါပြီ125.3နှစ်စာ6.5နှစ်19.2ရပါတယ်ဒီဟာတော့ကျွန်တော်တို့အခောက်ဂျားပိုင်းပေါ့နော်ဂျားပိုင်းဆိုတော့သူကနည်းနည်းလေးလျော့တယ်19.2နှစ်ဘာပဲဖြစ်ဖြစ်သူကကျွန်တော် density set မရှိပေမဲ့လေကျွန်တော်တို့ဒီလိုမျိုးရေကွက်ကလေးတစ်ခုနဲ့ကျွန်တော်တို့ density ကိုတိုင်းလို့ရတာဖြစ်ပါတယ်နောက်နေ့တွေမှာဆိုရင်လေဒီ density ဟိုက73ပဲရေကြိုထားတဲ့ဟာတွေဟိုက15ပဲရေကြိုထားတဲ့ဟာတွေကိုကျွန်တော် density တိုင်းပြပေးမှာဖြစ်ပါတယ်အခုလောလောဆယ်တော့ကျွန်တော်တို့ဒီခောက်ပေါ့နော်ဒီအခောက်ကလေးကိုဟိုကဂျားကောက်ပေါ့ဂျားကောက်ကလေးကိုကျွန်တော်တိုင်းပြပေးခြင်းဖြစ်ပါတယ်တကယ်လို့ဆွေးနွေးစရာရှိလို့ရှိရင်လည်း comment မှာဆွေးနွေးနိုင်ပါတယ်ကျွန်တော်သိသလောက်ရှင်းပြပေးမှာဖြစ်ပါတယ်